Hello နာတုံးနာနဲ့မတင်မဲနဲ့ဟောဒီနှာတုံးနာနဲ့တင်းနေတဲ့ဆာဆာမများတို့အခုဒီဗီဒီယိုလေးကစကားနည်းနည်းကြားမယ်နော်ဒါပေမဲ့လေငါလည်းကြောင်းသားမိပါငါလိုပဲကြောင်းသားမိပါပေါင်းမြောင်များစွာရှိပါရဲ့သူတို့ရဲ့ကိုစားငါအမုန်းခံပြောပါရစေလက်ရှိသင်ကြားနေရောဆာဆာမများတကယ်ပဲစေနာဝရဏအနက်နာဆိုတဲ့နာတုံးနာနဲ့တင်းနေရလားဒါမှမဟုတ်မင်းတို့ကဟောဒီနှာတုံးနာနဲ့တင်းနေရလားဆိုတော့ကိုယ့်ကိုယ်ပြန်ဆန်းစစ်ကြပါဦးဒီခက်ဆိုးကြီးထဲမှာပေါ်ပင်ဖြစ်ချင်လို့တင်းနေရလားဒါမှမဟုတ်အလုံးမရှိလို့အတွေ့အကြုံရအောင်လုပ်နေရလားမင်းတို့စိတ်ထဲမှာတိထားကလေးတွေကမင်းတို့ရဲ့မှာစမ်းတက်ခံမဟုတ်ဘူးနော်အနာဂတ်ရဲ့မှာတားကောင်းရတနာလေးတွေမင်းတို့ဘာသူအရေးချင်းရှိလို့ပဲတင်းဘာကြောင့်ပဲတင်းနေတဲ့ကာလပတ်လုံးမှာတော့တကယ်အားဆိုင်ပြီးတင်းပေးစီကြပါလေတကယ်အားဆိုင်ပြီးတင်းနေလားမတင်းဘူးလားဆိုတာမင်းတို့ကိုမင်းတို့အတိဆုံးပါအချို့အရာတွေမှာမင်းတို့ပြန်စဉ်းစားပါကြောင်းသားမိပါတွေကမရှိတဲ့ကြားကနေအစင်ပြေအောင်ပံ့ပိုးထားနေရတာပါနောက်ပြီးကလေးတွေကလည်းမင်းတို့အလုံးမရှိလို့ရှိအောင်လုပ်ပြနေရမဟုတ်လို့မင်းတို့ပေါ်ပင်ဖြစ်အောင်ထားပြနေရတယ်မဟုတ်ပါဘူးတကယ်တင်ကြပေးနေတဲ့ဆက်ဆက်မားများကိုတော့ကျွန်တော်အားနာပါရဲ့အချို့ကနာတုံးနာနဲ့မတင်မဲနေဟောဒီနှာတုံးနာနဲ့တင်းနေတဲ့ဆက်ဆက်မားများအတွက်ပါကျွန်တော်ပြောတဲ့စကားလုံးတွေထဲမှာအနာပေါ်တုတ်ကြရင်တော့ဆက်ကြပါလိမ့်မယ်